ကိုချင်းသီလဘာကြောင့်တန်မိုးရှိတယ်လဲလို့မေးကြည့်ဘလောက်တန်မိုးရှိတယ်လဲဆိုတာအားကိုးလို့ရတယ်တန်ဖိုးနောက်ဆုံးအချိန်မှာအားကိုးလို့ရတာငွေကြေးတဏမဟုတ်ဘူးကိုချင်းသီလသာဖြစ်တယ်စဉ်းစားကြည့်၅ပါးသီလပဲဖြစ်စေမိမိကိုယ်တိုင်တလေးတစားထိမ့်သိမ်းစောင့်ရှောက်ထားတဲ့ကိုချင်းသီလလေးတကယ်အားကိုးရမယ့်အချိန်နောက်ဆုံးအချိန်ရောက်လာတဲ့အခါကိုသီလကိုကိုဆင်ញင်လိုက်သားလည်းအာမကိုရတော့ဘူးသမီးလည်းအာမကိုရတော့ဘူးဆရာတွေလည်းအာမကိုရတော့ဘူးနောက်ဆုံးအချိန်ရောက်လာပြီဘယ်သူမှအာကိုလို့မရတော့ဘူးဆိုတဲ့အချိန်မှာဘယ်သူအာကိုရမလဲဆိုသီလကိုအာကိုကိုသီလလေးကိုပြန်စဉ်းစားလိုက်တဲ့အချိန်မှာဘာဖြစ်လာလဲဩငါမှအာကိုစရာသီလရှိတယ်အဲ့ဒီအချိန်မှာငါမှပိုက်ဆံနေရှိတယ်တို့သွားတွေးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒီပိုက်ဆံကဒုက္ခပေးဦးမှာတေချာငါမှစိတ်ငကကြီးရှိတယ်ဆိုရင်စိတ်ထဲမှာပူဒသွားမယ်အေးသွားမှာမဟုတ်ဘူးသီလရှိမယ်ကိုချင်းသီလလေးကိုပြန်တွေးလိုက်တာနဲ့တပြိုင်နက်ဘာဖြစ်လာတော့ငါဘာမှကြောက်စရာမလိုဘူးငါဆောင်ထိန်လာတဲ့ကိုချင်းသီလတွေဟာစင်စင်ကြဲကြဲရှိတယ်စဉ်းစားလိုက်တာနဲ့စိတ်ထဲမှာကြည်နူးလာတဲ့အခါစိတ်ထဲမှာဝမ်းသာမှုတွေတက်လာဝမ်းသာတော့ပီတိတွေဖြစ်ပီတိဖြစ်တော့ကိုယ်စိတ်နှလုံးတွေအေးချမ်းလာပတ္တတိဆိုတာဖြစ်ပတ္တတိဖြစ်လာတဲ့အခါမှာစိတ်ရောကိုယ်ရောဟာနေလို့ထိုင်လို့နေတာထိုင်တာရှိသွားတယ်ချမ်းသာဆိုတာရရှိတာချမ်းသာဒုက္ခလည်းရစိတ်ကလေးတည်ငြိမ်မှုရတော့စိတ်ကလေးတည်ငြိမ်မှုရလိုက်တာနဲ့တပြိုင်နက်အမှန်ကန်သိတယ်ဆိုတဲ့ယထာဘုဒ္ဓဉာဏ်ကိုရဟောသီလရဲ့တန်ဖိုးဟာဘလောက်ကြီးသလဲစဉ်းစားကြည့်အဲ့ဒီအချိန်မှာအားကိုးရမှာသီလပဲအဲ့ဒီအချိန်မှာပစ္စည်းဥစ္စာသွားပြီးတော့အားကိုးမိလို့စိတ်ထဲမှာတောကတွေဖြစ်ပြီးတော့ဒါတွေကိုထားခဲ့ရမှာစိတ်ထဲမှာယူချုံမရဖြစ်လာပြီဆိုလို့ရှိရင်ရင်ထဲမှာပူစာပြီးတော့အဲ့ဒီပစ္စည်းကပဲကိုယ့်ကိုယ်ဒုက္ခပေးသွားမှာဒီလိုဆိုတာပေါ့နော်လုံးဝကွဲပြားခြားနာတယ်ဒါကြောင့်မို့မြတ်စွာဘုရားကလောကသားတွေရဲ့အကျိုးစီးပွားကိုဆောင်ရွက်တဲ့အခါမှာသီလကိုလုံခြုံအောင်ထိန်းသိမ်းဆောင်ရှောက်ဖို့သီလဟာအရေးပါတယ်သက်ရှိထင်ရှားရှိနေတဲ့အချိန်မှလည်းအရေးပါတယ်နောက်ဆုံးမှာအသက်ငင်းနေတဲ့အချိန်မှလည်းအရေးပါတယ်နောက်ဘဝပြောင်းသွားတဲ့အခါမှာလည်းပဲသီလဟာအရေးပါတယ်သီလကောင်းတဲ့ပုဂ္ဂိုလ်တွေဟာဘဝတစ်ခုဆုံးသက်သွားလို့နောက်ဘဝဆိုတာရလာရင်လည်းအသက်ရှည်တယ်ကျန်းမာတယ်ဆိုတာတွေရရှိတယ်သီလပြတ်ပြားလာပြီဆိုရင်လူဘဝမရောက်ခင်ကပဲယောဂဝေဒနာတွေနဲ့ဖြစ်ပေါ်လာအသက်တူတယ်ဒုက္ခရောက်တယ်တချို့ဆိုရင်လူဘဝမှာလာဖို့တောင်မပြင်ရသေးဘူးနော်လူဘဝတော့ရောက်လာပါရဲ့မွေးလာတဲ့အခါဘာမွေးလာတော့အသက်ပါမလာတဲ့အမွေးမျိုးဖြစ်တယ်။ဘာဖြစ်လို့လဲကိုချင်းသီလမလုံခဲ့တာတွေပေါ့ပါဏာတိပါဒမလုံခဲ့ဘူးဆိုလို့ရှိရင်အသက်ဟာအမှန်တမ်းတူတတ်တယ်။ကြံဖန်ပြီးတော့ဆင်းရဲဒုက္ခတွေနဲ့ကြုံတတ်ပြီးလူဘဝအသက်ရှင်ရောက်နေဖို့မပြောနဲ့လူဘဝနဲ့လောကကြီးကိုမြင်ဖို့တောင်မဖြစ်နိုင်ဘူးတချို့ကြောင့်ကိုယ်တိုင်ကမဖြစ်လာတာကတစ်မျိုးကိုယ့်ရဲ့မိဘလုပ်တဲ့ပုဂ္ဂိုလ်ကလက်မခံလို့အသက်ဆုံးသွားတာကတစ်မျိုးနဲ့ခုခေတ်မှာဆိုလို့ရှိရင်လူဘဝရကျင်တယ်ဆိုတာတောင်မှပဲလူဘဝကိုလာခွင့်မပြုတဲ့မိဘတွေကပေါ်ထွန်းနေပြီလေလာခွင့်မပြုတော့အဲ့တော့လာခွင့်အပြုမခံရဘူးဆိုတာကကန်ဆိုးတာပဲပေါ့လာခွင့်ပြုခံတဲ့မိဘရဲ့ဝန်းထဲမှာရောက်သွားရင်တော့ကံကောင်းသေးတယ်လို့ပြောအဲ့ဒီကံကောင်းတယ်လို့ဆိုတာတောင်မှပဲကိုချင်းသီလနဲ့ပြည့်စုံခဲ့တဲ့ပုဂ္ဂိုလ်မှကျမ်းမာချမ်းသာသာနဲ့လူပီပီသားသားဖြစ်လာတယ်အနုမို့မဟုတ်ဘူးဆိုလို့ရှိရင်ယောဂနဲ့ကိုယ်ငါမပြည့်မစုံနဲ့လူဘဝရောက်လာပြီးမိ
မိသားစုကိုဒုက္ခပေးနေတဲ့ပုဂ္ဂိုလ်မျိုးတွေဖြစ်လာတာဒီလောကမှာအများကြီးပဲပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကလောကသားတို့အတွက်ကြိုးပမ်းအထောက်တဲ့အနေနဲ့အေးကိုချင်းသီလကိုပြည့်စုံအောင်ကြိုးစားအထောက်ကြဟိတဆိုတာကိုယ့်ရဲ့ချမ်းသာဒုက္ခကိုပေးနိုင်တာကိုချင်းသီလဖြစ်တယ်ကိုချင်းသီလဟာအရေးကြီးတယ်အေးကိုချင်းသီလရှိမှစိတ်တည်ငြိမ်မှုဆိုတာရတယ်